ကဲ transfer sport ကိုရောက်သွားပြီဖြစ်တဲ့မိုဟာမက်ဆာလာအားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆုံးပါမိုဆာလာကအာနီစလော့ရဲ့ Premier League debut season မှာစံချိန်မှတ်တိုင်တွေများစွာစိုက်ထူနိုင်ခဲ့ပြီးအကြိမ်20မြောက်ချန်ပီယံဆုဖလားကိုအရယူပေးနိုင်ခဲ့ပေမဲ့ပြီးခဲ့တဲ့ရာသီမှာတော့နီးပြနဲ့သူကြားကဆက်ဆံရေးဟာအေးဆက်ဝေးကွာလာခဲ့ပါတယ်ပွဲချိန်မိနစ်တွေရောကြလာခြင်းနဲ့သူ့ခြေစွမ်းအတက်ချက်ဟာလမ်းခွဲတစ်ခုစီကိုဖြည်းဖြည်းချင်းဦးတည်လာခဲ့ပါတယ်2025တုန်းကဆာလာဟာလီဗာပူးနဲ့နှစ်နှစ်တက်တန်းတို့စာချုပ်ချုပ်ဆိုခဲ့တာပါတပတ်လောက်ခပေါင်4သိန်းဝန်းကျင်နဲ့အတူလီဗာပူးသမိုင်းမှာလောက်ခလာစာအမြင့်ဆုံးစံချိန်ရှင်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အာနီစလော့နဲ့ခွာပြေးသွားပြီးတဲ့နောက်မှာဆာလာကစာချုပ်တက်တန်းလက်ကျန်တစ်နှစ်စာအသင်းမှာဆက်မနေတော့ဖို့ဆုံးဖြတ်လိုက်တယ်ဇန်နဝါရီမှာထွက်ခွာဖို့တော့အတော်လေးနှီးစပ်ခဲ့ပါသေးတယ်ဒါပေမဲ့လည်းရာသီကုန်အထိဆက်ရှိနေပြီးမှနှစ်ဦးသဘောတူလမ်းခွဲခဲ့တာဖြစ်ပါတယ်လီဗာပူးကသူတို့ရဲ့ဂန်နဝင်တယောက်ကိုအလွတ်နဲ့ထွက်ခွာခွင့်ပြုခဲ့ပါတယ်ယာဂင်ကလော့ရဲ့ Modern Anfield နေ့ရက်ဒီမှာဇက်လိုက်ကျော်ဖြစ်ခဲ့သူဟာ9ရာသီအတွင်း258ဂိုးအထိသွင်းယူပေးခဲ့ပါတယ်ပရီးမီးယားလိ2ကြိမ်နဲ့ချန်ပီယံလိအပါအဝင်အဓိကဆုဖလားများစွာယူပေးနိုင်ခဲ့ပါတယ်ပရီးမီးယားလိရွှေဖနက်ဆု4ကြိမ် PFA တစ်နှစ်တာအကောင်းဆုံးဆု3ကြိမ်ရခဲ့ပါတယ်အန်ဖီသမိုင်းမှာအရေးပါတဲ့ဂန်နဝင် status ကိုပိုင်ဆိုင်ခဲ့ပါတယ်ဒီအသင်းနဲ့လမ်းခွဲပြီးနောက်မှာကမ္ဘာဖလားကို free agent ဖြစ်ဝင်ထွဲတယ်ဇာလာရဲ့အနာဂတ်ကဘာလဲဘယ်လဲခံမှန်းချက်တွေကပြန်ကျဲနေခဲ့ပါတယ်လီဗာပူးဟာဆာလာအတွက်ဆော်ဒီရဲ့ပေါင်150ကမ်းလှမ်းမှုကိုပယ်ချခဲ့တာ3နှစ်တောင်မပြည့်သေးပါဘူးဒီဒီချိန်မှာလဲဆာလာဘက်ကသာအမှန်တကယ်ဆန္ဒရှိမယ်ဆိုရင်ဆော်ဒီတွေအသင့်ပြင်ထားမှသိကြပါတယ်ဒါပေမဲ့ဆာလာကဥရောပမှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်တူရကီကလပ်ဘက်စစ်တပ်အသင်းနဲ့သတင်းတွေစက်တိုက်ထွက်ခဲ့ပြီးမှဘန်နာရေးညှိနှိုင်းမှုတွေအဆင်မပြေခဲ့တာကြောင့်တခြားတူရကီကလပ်ဖြစ်တဲ့ Transport အသင်းနဲ့ချိတ်ဆက်ခဲ့ပါတယ်အပြောင်းရွှေ့ကလှင်လင်းမြန်မြန်ပဲယုံလုံးပေါ်ခဲ့ပါတယ်အင်္ဂါနေ့မှာ Transport ရဲ့ official အကောင့်ကနေသူတို့ရဲ့အိမ်ဝင်ပေး pyramid တွေကိုမြင်နေရသလို test လုပ်ခဲ့ပြီးဗိုလ်ရုံးနေ့မှာဆာလာကအစ္စတန်ဘူလ်လေဆိပ်ကိုရောက်ပါတယ် movie star တယောက်ရောက်လာသလိုထောင်ကနန်းဝန်းကျင်ပရိသတ်တွေတိုးဝှေ့ကြိုဆိုနေကြတာမြင်ရမှာပါဒါက Transport အတွက်ရောတူရကီလိအတွက်ပါတမိုင်းတစ်လျှောက်အကြီးမားဆုံးခေါ်ယူမှုတွေတခုဖြစ်လာခဲ့ပါတယ် Transport ကဂါလာတာဇရီဖီနာဘာချီဘက်စစ်တပ်တို့လောက်အစင်လာမရှိပေမဲ့တူရကီစူပါလိကို6ကြိမ်ရမှုတဲ့အသင်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီအဆင့်3မှာရပ်တည်ခဲ့တာကြောင့်ယူရိုပါလိ play-off ကစားရမယ်မအောင်မြင် Conference League ကိုသွားရမယ်ချန်ပီယံလိမှာ950သွင်းခဲ့တဲ့ဆာလာအတွက်ခြားနားတဲ့စိန်ခေါ်မှုတွေကစောင့်ကြိုနေပါတယ် Transport မှာတစ်နှစ်လောက်ကပေါင်18တန်းဝန်းကျင်ရမယ်လို့သိရပါတယ်လီဗာပူးမှာရခဲ့တာထက်မဆူတလောက်လေးတော့နည်းသွားတယ်ဆော်ဒီယိုသွားရင်တော့ဒီတက်မကရမှသိကြပါတယ်တူရကီကလပ်တွေရဲ့အားသာချက်ကသူတို့စီမှာလာစာအတွက်အခွန်ဆောင်ရမယ့်ပမာဏကအများနေပါတယ်ဒါကြောင့်လဲထိပ်တန်းကျယ်ပွင့်တွေအသက်ရလာတဲ့အခါတူရကီမှာသွားကစားကြတာကိုအချိန်ချင်းမြင်ခဲ့ရမှာပါ Transport ကလီဗာပူးတိုက်စစ်မှုဟောင်း Star Rush နဲ့အာဆင်နယ်ရဲ့နီကိုလက်ပေပေကိုခေါ်ယူခဲ့ဘူးတယ်လက်ရှိမှာ United ကအငှားရောက်နေတဲ့ဦးနာနာကိတ်ဗာဒီကျယ်ပွင့်ဖြစ်တဲ့ Sini Gabriel ဝါဂနာပီနာတို့လည်းရှိပါတယ်တူရကီစူပါလိမှာ Roberto Carlos E2 Drogba Van Persie Schneider O0 လည်းကစားခဲ့ဘူးပါတယ်လာမယ့်ရာသီဖီနာဘာချီမှာ Ederson Kante ဂါလာတာဇရီမှာအိုစီမန်ကွင်နိုဂန်နဲ့ဆာနီတို့ကိုမြင်ရမှာပါဆာလာရောက်ရှိလာခြင်းကတူရကီတွေအတွက်နောက်ထပ် high profile ဆိုင်းခင်းဖြစ်လာမယ်အသင်းပေါ်အားမလို့အားမရဖြစ်လာကြတဲ့ Transport ပရိသတ်တွေကိုကွင်းနဲ့ပြန်စောခွန်နိုင်မဲ့ခေါ်ယူမှုလည်းဖြစ်ပါတယ်ဆာလာဟာအသက်အရွယ်အရသူ့အကောင်းဆုံးပုံစံတွေကြံရင်ခဲ့ပြီဆိုတာသိကြပါတယ်ဒါပေမဲ့သူ့အတွေ့အကြုံပွဲကိုအဆုံးဖြတ်ပေးနိုင်စွာဟာအသင်းအတွက်အားကိုးစရာဖြစ်လာအောင်ပါပါဆာလာရွေးချယ်လိုက်တဲ့ဂျာစီဟာပရိသတ်တွေထင်မှတ်မထားတဲ့ Transport ဖြစ်နေပေမဲ့သူ့လိုပုံရိပ်မဲ့ကစားသမားမျိုးကိုပိုင်ဆိုင်သွားတဲ့တူရကီစူပါလိအတွက်အကျိုးပြုနိုင်မယ်ဆိုတာလည်းချွင်းချက်မရှိသေးကြပါလိမ့်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် Winesport မှာဘောလုံးနဲ့ e-sport ဆော့ချင်တဲ့ညီကိုတွေတို့ Gobi ရဲ့ promo code GB777 ကိုအသုံးပြုပြီးတော့လည်း 100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Winesport မြန်မာ Facebook page နဲ့ Winesport application တို့မှ website link ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လည်း24နိုင်တည်လို့ရတယ်မြင်မြန်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်